မင်္ဂလာပါခင်ဗျာမြန်မာဘောလုံးလောကမှာအတော်လေးကိုရုပ်ဆိုးအကြီးတန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့အတူပြင်းထန်တဲ့အရေးယူမှုတွေထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မြန်မာလက်ရွေးချင်းအသင်းကောင်းဆောင်မောင်မောင်လွင်ကပွဲလာကြည့်တဲ့ပရိသတ်အမျိုးသမီးတဦးကိုထီလက်ရောက်ကျူးလွန်ခဲ့တာကြောင့်6လပွဲပယ်ပေးတန်တဲ့ဒန်ငွေရီချမှတ်ခံလိုက်ရတဲ့သတင်းပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့မတ်လ10ရက်နေ့ကတာလီမြို့နယ်မှာရှိတဲ့တိဟာဒီပါကွင်းမှာကျင်းပခဲ့တဲ့ရတနာဘုံအသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့မြန်မာ National League ပွဲစဉ်အတွင်းမှာဖြစ်ပွားခဲ့တာပါပွဲစဉ်ရဲ့ပထမပိုင်းအပြီးအနားယူချိန်မှာတော့ရန်ကုန် United အသင်းကောင်းဆောင်မောင်မောင်လွင်ဟာပွဲကြည့်စဉ်ပေါ်ကနေသူ့ကိုအော်ဟစ်ပြောဆိုနေတဲ့ပရိသတ်အမျိုးသမီးတဦးရှိရာကိုစိတ်မထိန်နိုင်ပဲပြေးတက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့အဆိုပါအမျိုးသမီးကိုထီလက်ရောက်တွန်းထိုးကြိတ်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပွဲစဉ်တိုက်လက်ထုတ်လွှင့်မှု live မှာလည်းအမျိုးသမီးတဦးကငိုယိုပြီးဘာလုပ်တာလဲငါ့ကိုလာမလုံနဲ့နော်ဘောလုံးသမားဖြစ်ပြီးတော့လူပါလာမဝနဲ့ဒီမှာငါ့ကိုလာလုံနေတယ်ပါးကိုလာထိုးတယ်ဆိုပြီးအော်ဟစ်ဖြိုးဆူနေတာကိုအားလုံးကကြားခဲ့ရတာပါအဲ့ဒီအချိန်မှာမောင်မောင်လွင်ဟာကွင်းအတွေ့အနီးကပ်ပြော့ထုတ်ပယ်ခံရခြင်းမရှိဘဲပွဲပြီးဆုံးတဲ့အထီးဆက်လက်ကစားခွင့်ရရှိခဲ့တာကြောင့်လဲဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်ယခုဖြစ်စဉ်အပေါ် League Committee ကနေမတ်လ13ရက်နေ့မှာပဲတရားဝင်အရေးယူမှုတွေထွက်ပေါ်လာခဲ့ပါတယ်။စီကန်ထိန်တိတ်မှုအပေါက်14နဲ့18တို့အရာမောင်မောင်လွင်ကိုမြန်မာလိကကြီးမှုကျင်းပတဲ့ပြိုင်ပွဲတွေနဲ့ဘောလုံးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုမှန်သမျှမှာ6လအထိပါဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ဒဏ်ငွေကျပ်30ကိုလည်းပြီးဆောင်ဖို့အမိန့်ချမှတ်လိုက်ပါတယ်။ဒါအပြင်ဖြစ်စဉ်ထိကွာချိန်မှာမောင်မောင်လွင်ကိုအနီးကပ်ပြပွဲပြက်ကွက်ခဲ့ပြီးဘောလုံးဥပဒေစီမင်းတွေကိုမျက်ကွယ်ပြုတ်ခဲ့တဲ့တာဝန်ကျဒိုင်လူကြီးဦးကျော်စေရအောင်ပြိုင်ပွဲကြီးချက်နဲ့ဒိုင်ကြီးချက်တို့ကိုလည်းအနည်းဆုံး3ပွဲပါဝင်ကင်တွယ်ခွင့်ပိတ်ပင်လိုက်ကြောင်းစီကံထိန်းသိမ်းမှုနဲ့ကျင့်ဝတ်ကော်မတီကနေထုတ်ပြန်ခဲ့ပါတယ်မောင်မောင်လွင်ဟာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာအင်ဒိုနီးရှားနဲ့ပွဲစဉ်မှာပရိသတ်ကိုလက်ခလဲထောင်ပြခဲ့တာကြောင့်အသင်းကောင်းဆောင်ယာဒူးကနေတချိန်ဖယ်ရှားခံခဲ့ပူပါတယ်။ဒါပေမဲ့2025ခုနှစ်အတွင်းအင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ကိုသွင်းပြနိုင်ခဲ့တာကြောင့်အသင်းကောင်းဆောင်ယာဒူးကိုပြန်လည်ရရှိခဲ့တာပါ။အခုလိုယာဒူးပြန်ရပြီးမကြခင်မှာပဲပရိသတ်အပေါ်ထီလက်ရောက်ကျူးလွန်မှုထပ်မံဖြစ်ပွားခဲ့တာကြောင့်ကစားသမားတယောက်ရဲ့စီကံပိုင်းနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ဘောလုံးဝါသနာရှင်တွေကတော့လက်ရွေးစင်အသင်းခေါင်းဆောင်တယောက်အနေနဲ့ဘလူပဲလေတိုက်ခံရပါစေခုလိုမျိုးထီလက်ရောက်မတုံ့ပြန်ပဲတာဝန်ရှိသူတွေစီစနစ်တကျတိုင်တာချင်းမျိုးပဲလုပ်တင်တယ်လို့ဝေဖန်နေကြပါတယ်။လက်ရှိအချိန်ထိတော့ကာယကံရှင်မောင်မောင်လွင်ဘက်ကတစုံတရာတုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။6လကြာပွဲပယ်ပြစ်ဒဏ်နဲ့30ဒဏ်ငွေဆိုတာကစားသမားတယောက်အတွက်တော့အတော်လေးနစ်နာတဲ့ပြစ်ဒဏ်လို့ပြောလို့ရပါတယ်။ပရိသတ်ကြီးအနေနဲ့ကအခုလိုလက်ရွေးစင်အသင်းခေါင်းဆောင်အပေါ်ချမှတ်လိုက်တဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲခင်ဗျာ။ကောမန့်မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်